Pega, pega com vontade na cara, tu bate na fica com dó. Põe na boca, põe na chata e pega. Dress ရဲ့ခွဲကြောင်းလည်းဟုတ်တယ်အဲ့ဒါဟိုဝတ်စုံတော့ကလည်းတဲ့ခွဲကြောင်းကိုအဲ့လိုမျိုးလုပ်ထားတဲ့အတွက်ကြောင့်တစ်ခေါက်ပြန်ပြီးတော့အခုလေးလုပ်ကြည့်ဖြစ်တာပေါ့ဝတ်ဆောင်ပိုင်းလေးတွေကတော့ဝတ်တက်တော်များတဲ့ဒီဇိုင်နာတွေဒါသူတို့ပဲစီစဉ်ပေးရပါတော့စီစဉ်ပေးတဲ့ဘေးပွဲမှာဘယ်လိုလေးဝင်ကောင်းမယ်ဘယ်လိုစပင်ပုံစံဘယ်လို make up ပုံစံဒါမျိုးလေးစီစဉ်ပေးကြတယ်ဟုတ်ကဲ့ဟုတ်ဝတ်ဆောင်အဘေးပွဲဘေးဝတ်ဆောင်ဘေးပွဲဆိုပြီးတော့တော်တော်များများကြပါတယ်အကုန်လုံးကြိုက်တယ်ဘာလို့လဲဆိုတော့ဒီဇိုင်းတဲ့တော့ချုပ်ပြီးတဲ့ဒီဇိုင်းအကုန်လုံးတဲ့ရဲ့ခန္ဓာကိုယ်ကိုဝတ်စီခြင်းလို့တင်ပြရဲ့ dress အကုန်လုံးတဲ့နေနေရေးကြိုက်ပါတယ်အဲ့ဒီဇိုင်းလေးကကြတော့ကိုလင်းထက်ပေါ့နော်ကိုလင်းထက်ညီညီပါကိုလင်းထက်နဲ့တဲ့အဲ့ဒါလေးလောက်တော့အတိုင်ပင်ပြစ်တာကကြတော့တဲ့ရဲ့ dress ရှေ့မှာဝတ်ထားရဲပေါ့နော်ဒီချက်တူရေးဝတ်ဆောင်ကကြတော့ပြန်ပွဲမှာတော့ဝတ်ခဲ့တဲ့အစိမ်း8 frame လေးတိုင်းပြန်သွားရင်ကောင်းမယ်ဆိုပြီးတော့စဉ်းစားပြီးတော့အဲ့ဒါလေးတိုင်းပြန်လုပ်ဖြစ်ခဲ့တာပါ back ပိုင်းဆိုရင်အဲ့လိုမျိုးချက်တူရေးနဲ့တူရဲပြီးတော့တစ်ခါလေးချို့လည်းပြောရဲ spider ဝတ်ဆောင်တော့နဲ့လည်းတူရဲဆိုပြီးတော့ကဲဟုတ်အဲ့ဒါလေးတေချာလေးဖန်တီးပြရတော့လေကိုလင်းတက်ကိုလည်းကျေးဇူးတင်ပါတယ်လို့ပြီးတော့ဒါလက်အိတ်လေးဆိုရင်လည်းကိုနေကန်လို့လုပ်ပေးတယ်ပြီးတော့ကိုခံပြလက်အကုန်လုံးကျေးဇူးအများကြီးတင်ပါတယ် dress ရဲ့ခွဲကြောင်းလည်းဟုတ်တယ်အဲ့ဒါဟိုဝတ်စုံတော့ကလည်းတဲ့ခွဲကြောင်းကိုအဲ့လိုမျိုးလုပ်ထားတဲ့အတွက်ကြောင့်တစ်ခေါက်ပြန်ပြီးတော့အဲ့လိုလေးလုပ်ကြည့်ဖြစ်တာပေါ့ဟုတ်လမ်းလျှောက်လာတဲ့အချိန်မှာဆိုရင်တဲ့လိုလေးကွယ်ပြီးတော့ရှောက်တာပါပေါ့နော်ကွယ်ပြီးရှောက်လာတဲ့အချိန်မှာချိုးပူတူဆိုရင်တဲ့လမ်းလျှောက်တာဘယ်လိုဖြစ်နေလဲဆိုတော့မဟုတ်ဘူးအဲ့ဒါလေးကွယ်ပြီးတော့ရှောက်လာပါမဟုတ်ပါဘူးဒါ dress ကလည်းအရန်လာနေတော့ကြတော့တဲ့အနေနဲ့ဝတ်ခွင့်ရလဲတကယ်ကိုင်ကြည့်ချင်တဲ့ချိုးချင်တဲ့လူကပုံခါကိုကိုင်ပြီးတော့ချိုးကြည့်ချင်တယ်ဆိုဖတ်လိုက်ရင်တို့ကဟိုဖတ်လို့တော့မကောင်းတော့ဘူးထင်တယ်နော်ဖတ်လိုက်ရင်လက်ထဲမှာမပြည့်နေဘူးဒီကအလဲကောင်းပါချိုးဟုတ်ကဲ့ကြပါတယ်ခါနဲ့ပတ်သက်ပြီးတော့ဒါကြတဲ့ genetic ဆိုတော့တဲ့အမေပြည်ရောတဲ့ရဲ့ဒီမမတွေရောတော်များများမှာခါသေးတဲ့ generation ဖြစ်နေတဲ့အတွက်ကြောင့်တဲ့လေ genetic ကခါလေးနဲ့တည်း